Jewelry business လုပ်တော့မယ်ဆိုရင်တိကိုတီးထားရမယ့်အချက်တွေပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့တော်ဝင်ရွှေ YouTube channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ Jewelry business လုပ်တော့မယ်ဆိုရင်မဖြစ်မနေတိကိုတီးထားရမယ့်အခြေခံအချက်လေးတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Jewelry business မှာတော့အဓိကအရေးကြီးတဲ့အချက်နှစ်ချက်ရှိပါတယ်အဲ့ဒါကတော့ဈေးကွက်ရဲ့ဝယ်လိုအားနဲ့ယုံကြည်မှုပါJewelry ဆိုင်ဖွင့်ပြီးတော့ကိုရောင်းချင်တဲ့ကြောင်မြတ်ကိုရောင်းလို့မရပါဘူးနော်ဘလို့ကြောင့်အမျိုးအစားကပြန်ရောင်းရင်ဈေးပိုရလေလက်ရှိမှာလူတွေကဘလို့ဒီဇိုင်းမျိုးကိုပိုဝတ်ကြလဲဆိုတာသိထားကြဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ယုံကြည်မှုပါဘယ်စီးပွားရေးမဆိုယုံကြည်မှုကအဓိကပထမပါအဲ့လိုပဲ Jewelry ရောင်းတဲ့အခါမှာလေကြောင်မြတ်တစ်ခုချင်းစီရဲ့စင်မန်ကြောင် certificate တွေတိတိကျကျပေးနိုင်ရသလိုဝယ်ယူသူဖောက်သည်တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေတိစောက်ထားဖို့လိုအပ်ပါတယ်။အရေးကြီးဆုံးတည်ထားရမယ့်အချက်ကတော့ဈေးကွက်အကြောင်းပါ။ Jewelry ဆိုင်ပိုင်ရှင်ကကဘာနဲ့မြန်မာဈေးကွက်အကြောင်းကိုနားလည်ထားရပါမယ်။လက်ရှိကဘာရွှေဈေးနဲ့ကြောင်မြတ်ဈေးကွက်တွေကဘယ်ကိုဦးတည်နေလဲဆိုတာသိဖို့လိုသလိုမြန်မာပြည်ရင်းကလူကြိုက်များတဲ့ကြောင်မျိုးစားတွေကဘာဈေးကွက်ရဲ့ဝယ်လိုအားတွေကတခါတလေမှာကွာခြားနေတယ်လို့ဒါကိုဒီမှာသာအယောင်းဝယ်မမားမှာဖြစ်ပါတယ်။ဒီလိုဈေးကွက်အခြေအနေကိုနားလည်ထားမှသာဈေးအတက်ကြကြမှာအရှုံးမပေါ်အောင်စီမံနိုင်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ 4CS ပါ။ကြောင်မြတ်တစ်ခုရဲ့တန်ဖိုးကို 4CS လို့ခေါ်တဲ့အယောင်အသားအသွေးနဲ့အလေးချိန်ကိုကျွမ်းကျင်စွာခွဲခြားထားနိုင်ဖို့လိုအပ်ပါတယ်။အသေးစိတ်အနာစာလေးတွေကစဈေးနှုန်းကိုအစာမတန်ပြောင်းလဲစေနိုင်တာမလို့ဒီအချက်တွေကိုကိုယ်တိုင်နားလည်မှသာ customer ကိုယုံကြည်မှုရှိရှိနဲ့ရောင်းချနိုင်မှာဖြစ်ပါတယ်။နောက်တစ်မျိုးရေးကြီးတဲ့အချက်ကတော့ certificate ပါ။ customer တွေယုံကြည်မှုအတွက် certificate ကအဓိကလိုအပ်ပါတယ်။အခုခေတ်မှာ customer ဆိုတာအပြောထက်သက်သေအထောက်အထားတွေကိုပုံမယုံကြည်လာကြပါတယ်။ဒါကြောင့်ခိုင်မာတဲ့ lab certificate ပါဖို့ကအင်မတန်ကိုမှအရေးကြီးပါတယ်နော်။နိုင်ငံတကာအဆင့်မီလက်မှတ်တွေကကြောင်မြတ်ရဲ့စင်မှန်မှုကိုအာမခံပေးနိုင်လို့ဝယ်ယူသူကိုလုံခြုံမှုပေးနိုင်သလိုကိုလုံငယ်ရဲ့ပုံရိပ်ကိုလည်းပုံမမြင့်မားစေနိုင်ပါတယ်။နောက်တစ်ခုကတော့ဈေးနှုန်းသက်မှတ်မှုနဲ့အမြတ်ပါ။ပိုင်ရှင်တယောက်ကကုန်ကျစရိတ်နဲ့ရောင်းချမဲ့ဈေးနှုန်းကိုကျွမ်းကျင်တက်နိုင်ရမယ်ပြင်အရင်အနီးလက်ခနဲ့အထွေထွေကုန်ကျစရိတ်တွေကိုသေချာတက်နိုင်မှသာလုပ်ငန်းကအမြတ်ကျန်မှာဖြစ်ပါတယ်နော်။ဈေးကွက်ပေါက်ဈေးထက်အရန်ကြီးနေရင်ရောင်းမထွက်နိုင်သလိုအရန်ကြီးနေရင်လည်းလုပ်ငန်းလည်ပတ်ဖို့ခက်ခဲသွားနိုင်တဲ့အတွက် pricing strategy ရှိဖို့ကလည်းအဓိကအရေးကြီးပါတယ်။ဟုတ်ကဲ့ပါနောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်ကျမတို့ရဲ့တော်ဝင်ရွှေ YouTube channel လေးကို subscribe လေးလုပ်ခဲ့ပေးကြပါဦးနော်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။